မရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမှန်းစားတမောင်လွမ်းသည်လွမ်းသည်အဝဲမသည်မိုးကုန်းစဝိုင်းမုံကြီးပြားတလီညူရောက်တန်းဓာတ်တော်ကလေးစီမန်းစားမြော့ကြီးစိတ်ညူညူရောက်သွေးနေတော်ပြူပြူပြားစေဒီအပြားရမိုးသာအောင်မှာစေးရီချဲပတိကားတစ်ချက်ပမာရင်နဲ့ရှူမို့ပြောမစုံအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေရီပန်းနော်လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလောရင်လေတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြင်အောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့ တာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီတာအရောက်ပြန်လာခဲ့တော့ညီမြောက်တာတော့ကြာနေရဲ့အမေနဲ့မိရွာကလေးစီညီအောင်မှန်းစားလို့တာမှမှန်းမိတယ်ဟိုးဝေးစီမှာမုတ်ကုစဝမ်းရှိတဲ့ပြာရောင်ဘူသားအောက်မှာချမ်းတော်လေးရှိတဲ့အမိရွာကလေးစီကိုတာတန်းတာလို့ငေါမိနေတယ်လေဟိုးငယ်စဉ်ကလေးဘဝကဆိုအမိနဲ့အတူတူလေကိုတော်ရင်လေလေးစင်းတာမျိုးတာမှတတိယမိတဲ့အမိဒါကြောင့်လေတာရဲ့ရည်ချက်တွေပြည့်တဲ့တတိယရအမိနဲ့အမိရွာကလေးစီကိုတာရောက်ပြန်ခဲ့တယ်မိသားရောက်ပြန်ခဲ့ပါမယ်မိဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေရီပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စဉ်ဘဝပြန်တွင်မိအမေနဲ့အတူလေကိုလောရင်လေတဲ့စင်ကတတိယမိသေးအမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့တာဘဝရှိတွေ့ညညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီတာအရောက်ပြန်လာခဲ့တော့ညီ